တန်ရောစဉ်ဆိုတဲ့တရားလေးစကားလုံးလေးလူတိုင်းသုံးကြတန်ရောစဉ်ဆိုတာဘာတော့လို့မေးရင်အနှောင်အဖွဲဒီနေရာဖြင့်ချီနှောင်တတ်တဲ့သဘောဒုက္ခနဲ့ကိုယ်နဲ့ပူးနေအောင်မလွတ်မလပ်ဖြစ်နေအောင်ချီထားတာတုတ်ထားတာနှောင်ဖွဲ့ထားတာအဲ့လိုချီနှောင်တတ်တဲ့တရားကိုတန်ရောစဉ်လို့ဒီလိုခေါ်တယ်အဲ့ဒီတန်ရောစဉ်ဟာအလွန်တရာမှခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတန်နဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့တစ်သားနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေဟာတကယ်အနှောင်ဖွဲ့အစ်စ်လို့မဆိုရဘူးတဲ့ကိလေသာတရားတွေလို့ဆိုရတယ်နောက်ပြီးတော့ဦးဇင်းတို့ရှင်းပြမယ်တန်ရောစဉ်10ပါးပေါ့နော်အဲ့ဒီတန်ရောစဉ်ဆိုတဲ့အနှောင်ဖွဲ့ကတော့အလွန်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုပြီးတော့ဒီအနှောင်ဖွဲ့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဂါထာလေးနှစ်ပုဒ်ဟောတာရှိတယ်လူတိုင်းစဉ်းစားကြရလဲကောင်းတယ်ဒီဂါထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကယဟန်တော်တွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တာခါတစ်ပါးမှာယဟန်တော်ရှင်မြတ်တွေမြို့ထဲကနေရှုံးကန်ပြန်ပြီးတော့ကြွလာကြတော့မြို့ထဲမှာသူတို့နည်းနည်းထူးခြားတဲ့မြင်ကွင်းတစ်ခုမြင်ခဲ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ရာဇဝသားတွေကိုကောသလမင်းကြီးကအနှောင်အဖွဲ့အမျိုးမျိုးပေးပြီးတော့နှိမ့်ဆက်ညှင်းဆဲတာကိုမြင်ခဲ့ရတယ်အလွန်ဆိုးသွမ်းတဲ့ရာဇဝသားတွေဆိုလို့ရှိရင်တန်ချီကြီးကြီးခတ်တာတချို့ရာဇဝသားတွေကြတော့လည်းပဲခြေတော်နှချောင်းကိုမလှုပ်နိုင်အောင်နော်တစ်သားအနှောင်အဖွဲလက်နှချောင်းရောခြေနှချောင်းရောလှုပ်လို့မရအောင်နှောင်ဖွဲထားတယ်တချို့အပြစ်ပေါ်တဲ့ရာဇဝသားတွေဆိုရင်ကျိုးနဲ့ခြီထားတယ်ပေါ့အဲ့ဒါလိုတန်ချီခြင်းနော်တစ်သားအနှောင်ဖွဲကျိုးအနှောင်ဖွဲအစရှိတဲ့အနှောင်ဖွဲတွေနဲ့နှောင်ဖွဲခံနေရတဲ့ရာဇဝသားတွေကိုမြင်ရတော့ဒီလောက်ခိုင်ခိုင်မြဲမြဲချီနှောင်ထားတဲ့အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားမှတော့ဒီလူတွေဟာဘလို့ထွက်ပြေးနိုင်မလို့ဘလို့နည်းနဲ့မှသူတို့ထွက်မပြေးနိုင်ကြဘူးဒီအနှောင်ဖွဲ့တွေကကြောက်စရာကောင်းလိုက်တာလို့ယဟန်နေရဲ့စိတ်ထဲမှာအဲ့ဒါလို့တွေးမိတာဒါညနေခင်းကာလရောက်တော့အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကိုရှောက်ကြတာအဲ့ဒါလို့ရှောက်ထားတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကယဟန်တို့တဲ့အဲ့ဒီတန်အစရှိတဲ့တင်သားအစရှိတဲ့အကျိုးအစရှိတဲ့အရာတို့ဖြင့်ပြုတ်ထားတဲ့အနှောင်ဖွဲ့တွေဟာတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့တွေလို့မဆိုရဘူးတဲ့နော်အချင်းချင်းမိသားစုဝင်ချင်းချင်းရွှေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်တဲ့ခင်တဲ့သူချင်းချင်းတန်ရောစဉ်အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားတဲ့အဲ့ဒီအနှောင်ဖွဲ့ကသာလေတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်လို့အဲ့လိုမြတ်စွာဘုရားကစကားနေတန်းတန်းပြီးတော့ဂါထာနဲ့ပုတ်ဟောပြတယ်နာတန်တန်လံပန္ဒနာမဟုတိရာယထာယတန္တာရုဇပပ္ပဇင်္စတာရတရထမဏိကုံတလေသူပုတ်တေသူဓာရေသူစယာအပိခာဧတံတန်လံပန္ဒနာမဟုတိရာဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံဇံဧတံပိစေတဝါနာပရိပဇံတိနပိခိနောကာမတုခံပဟာယဒိဗေကဘာပြောလို့ဆိုတော့ယဟန်တို့တဲ့ယရာယတန္တာရုဇပပ္ပဇံတန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေကိုဒီရာဉာဏ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေကဒလံမြဲမြံတဲ့အနှောင်ဖွဲ့လို့နာအာဟုမဆိုကြဘူးတဲ့တန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့ကိုမြဲတဲ့အနှောင်ဖွဲ့လို့မဆိုပါဘူးတဲ့ဉာဏ်ရှိတဲ့လူတွေကဘယ်လိုအနှောင်ဖွဲ့မျိုးကိုမြဲတဲ့အနှောင်ဖွဲ့လို့ဆိုလဲတာရတရထမဏိကုံတလေသူပုတ်တေသူဓာရေသူစယာအပိခာမဏိကုံတလေသူဗရမညာနဲ့တောင်အစားရှိတဲ့လက်ဝတ်လက်စားတွေရဲ့ပုံမှာဆွဲမဲ့တဲ့လောဘဒီနေရာမှာမဏိကုံတလေသူကိုအဓိပ္ပာယ်နှစ်မျိုးပြောတယ်လက်ဝတ်လက်စားတွေပုံမှာဆွဲမဲ့တဲ့လောဘလို့ဆိုလို့ရတယ်လို့လက်ဝတ်လက်စားတွေဝတ်ထားတဲ့သားတွေသမီးတွေဇနီးမယားတွေလင်းယောက်ျားတွေဒါတွေရဲ့ပုံမှာဆွဲမဲ့တဲ့တန်ရောစဉ်တရားကိလေသာတရားကိုလည်းပဲဆိုလိုတယ်ပေါ့
မဏိကုံတလေသူဗရမယနာတော်ဝိစင်ရထအပ်သောပုဒ္တိတုဓာရီတုစာသားမယားရဲ့ပုံမှာယာအပိက္ခအကျင့်ပြင်းထန်တဲ့ငက်ကွက်မှုဆိုတာရှိတယ်အဲ့ဒီပြင်းထန်တဲ့ငက်ကွက်မှုဟာဧတံတလံဗန္ဒနာမဟုတေတာပညာရှိတွေအတွက်ဒါဟာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်ပမကံကသိကြတဲ့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဆိုတာမိသားစုဝင်ချင်းချင်းညီကိုမောင်နှမချင်းချင်းဆွေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်ကြခင်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းနှောင်ဖွဲ့ထားတဲ့တနည်းအားဖြင့်ဒီဒေသနာရပြောရရင်ယာအပိက္ခငက်ကွက်မှုကိုထပ်ပြီးတော့နားလည်အောင်ဘယ်လိုများရှင်းပြရပါမလဲနော်ငက်ကွက်တယ်ဆိုတာစိတ်ထဲမှာရှိနေတယ်မထားခဲ့နိုင်မထားရက်ဘူးစိတ်ထဲမှာကိုနဲ့ဘာမှမဆိုင်ဘူးလို့လုံမထားရက်အဲ့ဒါကိုငက်ကွက်တယ်လို့ဆိုမယ်ဆိုနိုင်ကောင်းတယ်အဲ့လိုပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာနော်ဒီလူကိုတော့ဒစိမ့်ပြင်ပလို့ဘာမှမဆိုင်တဲ့လူတယောက်လို့မထားခဲ့နိုင်ဘူးဒီလူကတော့ငါလူကိုယ့်ရဲ့အတွင်းလူဟုတ်လားအဲ့ဒါဘာလဲလို့မေးငက်ကွက်မှုပေါ့နော်အဲ့ဒီငက်ကွက်မှုဆိုတာရှိတယ်တဲ့အဲ့ဒါမျိုးကိုသာလေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဧတံတလံဗန္ဒနာမဟုတေတာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုတယ်တဲ့အဲ့ဒီခိုင်မြဲတဲ့အနှောင်ဖွဲ့ကိုမြတ်စွာဘုရားကစကလုံး၃လုံးနဲ့နည်းနည်းလေးထပ်ပြီးတော့ပုံပေါ်အောင်ရှင်းပြတယ်ဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံဇာဒီငက်ကွက်မှုဆိုတဲ့တန်ရောစဉ်အနှောင်ဖွဲ့ဟာဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံဇာဒုပ္ပမုံဇာဆိုတာဘာပြောအောင်ဆိုဖြေဖို့ခက်တယ်တဲ့တိဋ္ဌိလရော့လေးလို့ထင်ရတယ်တဲ့နော်ဒါပေမဲ့လို့အလွန်တရာမှဖြေဖို့ခက်တယ်ဒီတိုင်းပဂရိတိုင်းနေလို့ရှိရင်အနေရခက်တယ်ဒီအနှောင်ဖွဲ့ကြောင့်ကြက်ကြက်တေးကြီးဖြစ်နေတယ်လို့လည်းပဲမထင်ရတဲ့အတွက်ကြောင့်တာမအဖြစ်ဆိုလို့ရှိရင်တော့နှောင်ဖွဲ့ခံရလို့နှောင်ဖွဲ့ခံရမှန်းတော့မသိရလောက်သူဟာတိမ်မွေ့တယ်ကိုကြိုးချီခံထားရတယ်လို့တောင်ခံစားလို့မရအောင်လွတ်လပ်နေတယ်လို့ထင်ရတဲ့အနေအထားမျိုးတည်းရအောင်သူကရော့တယ်ပေါ့ဒီကြိုးကဒါပေမဲ့ဘယ်လိုအနေအထားမျိုးမှာဒီကြိုးဟာခိုင်ခိုင်မာမာချီထားတယ်ဆိုတာကိုသိနိုင်တယ်ဆိုရင်ယုံကြည်တဲ့အခါမျိုးမှာသိနိုင်တယ်တာမန်ကိုအိမ်မှာကိုနေတယ်ဆိုရင်အိမ်ရဲ့အနှောင်ဘဝဒီလောက်ကြီးတယ်လို့မထင်ရဘူးအိမ်ကနေခွာလိုက်ပြီဆိုတာနဲ့အိမ်ရဲ့အနှောင်ဘဝကြီးတယ်ဆိုတာသိနိုင်တယ်နော်အဲ့ဒါလိုပဲလူချင်းချင်းအတူတူနေကြတဲ့အချိန်မှာအချင်းချင်းပေါ်မှာချီနှောင်ထားတဲ့ဒီအနှောင်ဘဝဟာသိပြီးတော့ခိုင်မြဲတယ်လို့မထင်ရပေမဲ့လို့နော်တယောက်နဲ့တယောက်နော်အကြောင်းမျိုးကြောင့်တဏှာစီရောက်နေပြီဆိုတဲ့အခါမျိုးမှာအော်ဒီအနှောင်ဘွဲကခိုင်ခိုင်မြဲမြဲရှိနေပါလားဆိုတာကိုသိရတယ်ပေါ့ဟုတ်လားဒါကြောင့်တိဋ္ဌိလလျှော်ရဲတယ်လို့ထင်ရတယ်တဲ့ဒုပ္ပမုံဇာဒါမှမဟုတ်ဖြေဖို့ကတော့အလွန်ကိုခက်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောဒါမှမဟုတ်အဲ့ဒီဖြေဖို့ခက်တဲ့ဒီအနှောင်ဘွဲကိုပဲဧတံပိစိတ္တဝါနပြိပဇံတိအနပိခိနောကာမတုခံဘာယဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဧတံပိစိတ္တဝါနာအဲ့ဒီအနှောင်ဖွဲ့ကိုပဲဖြတ်တောက်ပြီးတော့ကာမတုခံကာမတုခကိုဘာယပယ်ပြီးတော့အနပိခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ပြိပဇံတိယဟန်ပြုနိုင်ကြတယ်တဲ့ဒီနေရာဖြင့်လူတွေနဲ့မတူတဲ့အသွင်ပြင်ရှိတဲ့မြင့်မြတ်တဲ့လုပ်ကိုမြင့်မြတ်တဲ့အလုပ်ကိုလုပ်ဖို့အတွက်အခွင့်အရေးအများကြီးတာတဲ့ယတိယဟန်ရဲ့ဘဝအဖြစ်ကိုကူးပြောင်းနိုင်ကြတယ်ဘယ်လိုလူမျိုးတွေကူးပြောင်းနိုင်တော့အဲ့ဒီအနှောင်ဖွဲ့ကိုဖြတ်တောက်ပြီးတော့ဖြတ်တောက်တယ်ဆိုတာကသမုတ်စီတာပဟာအဖြစ်ဖြတ်တောက်တဲ့အနေအထားမျိုးကိုတော့နော်ရာနှုံးကြီးပြောလို့မရဘူးနော်အဲ့တော့ဒီဝက်ကလေးဝတ်သွားတာနဲ့တန်ရောစဉ်တွေအကုန်ပြတ်သွားတယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဖြတ်တောက်တယ်ဆိုတာကဒါကဘယ်လိုပြောရမလဲတော့မဝဲနိုင်တဲ့အနေအထားထိရောက်အောင်တင်းနေလောက်အောင်တော့မရှိဘူးလို့ဒီလိုသဘာဝကြကြပြောနိုင်တယ်ပေါ့နော်တရားနေခွာနိုင်တယ်ဆိုရင်မခွာနိုင်လောက်အောင်တင်းနေတာတော့မရှိဘူးပေါ့ဒါပေမဲ့အမြဲတမ်းကြာနှုံးပြီးသမုတ်စေတပါအဖြစ်အပြီးတိုင်ပြတ်တောက်သွားတာလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့ဟုတ်လားအဲ့တော့သူဖြတ်တောက်နိုင်တဲ့အနေအထားလေးက
ထွက်ခွာနိုင်လောက်တဲ့အနေအထားလေးထိရောက်အောင်တော့ဖြတ်တောက်နိုင်တယ်မထွက်ခွာနိုင်လောက်အောင်တားထားတဲ့အတားအဆီးတော့မဟုတ်အဆင့်ကတော့အမျိုးမျိုးရှိတယ်လို့ဆိုရမယ်နော်ကာမတုခကာမတုခကိုဘာဟာယပယ်ဆွင့်၍အနပခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ဣတံပိစစ်တော်လာအဲ့ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့ပရိပဇံတိနော်ယတိယဟံပြုနိုင်ကြတယ်တဲ့နော်ဒီကထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကဒီဘုရားဖြစ်မှဟောလိုက်တာကြီးတော့မဟုတ်ဘူးသူကဘုရားမဖြစ်ခင်ဘောတစ်ခုတုန်းကလည်းပဲယတိသူတော်စင်တစ်ပါးအနေနဲ့ဒီကထာနှစ်ပုဒ်ကိုဟောဖို့တယ်အဲ့ဒါမြတ်စွာဘုရားကဒီခုကောသလမင်းကြီးရဲ့နောက်ရာဇဝသားတွေကိုနှောင်ဖွဲ့ထားတာကိုမြင်ရလို့အဲ့ဒီအနှောင်ဖွဲ့လောက်မြင်တာတော့ရှိမယ်မထင်ပါဘူးလို့လာပြီးတော့ရှောက်ထားလာတဲ့ယဟန်တွေကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဗန္ဒနာကာရဇတ်တော်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားဟောပြတာလည်းရှိတယ်အဲ့ဒီဇတ်တော်ကိုဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောရရင်တခုသောဘဝတုန်းကဘုရားလောင်းကအမေအိုကိုပြုစုလို့ကြွေးပြီးတော့အမေတစ်ခုသားတစ်ခုနေကြရတဲ့အနေအထားမျိုးကြုံခဲ့ဘူးတယ်အဲ့လိုနေတော့မေကြီးကဒီသားကိုသူ့ကိုပြုစုရတာပင်ပန်းတယ်ဆိုတော့အတင်းအိမ်တော်ပြုခိုင်းတယ်အဲ့ဒါအလိုမရှိဘဲနဲ့မေချမ်းသာဖို့အတွက်သားဖြစ်တဲ့လူကအိမ်တော်ပြုရတယ်နောက်တော့မေကြီးတည်သွားတဲ့အခါကျတော့ဒီဇနီးနဲ့တူတူနေကြရင်းနဲ့သူဟာစာတုံးကရည်ရွယ်ထားတာကမေတည်လို့ရှိရင်ရဟန်းပြုမယ်ယသိဝဲမယ်လို့သူကရည်ရွယ်ထားတာ哦အဲ့ဒါမေသေးသွားတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုသူပြောတယ်ငါရဟန်းပြုတော့မယ်ယသိဝတ်တော့မယ်အဲ့တော့အဲ့ဒီအချိန်မှာပဲမိန်းမကကိုဝင်ရှိအဲ့တော့ဒီကလေးလေးမွေးပြီးမှဝတ်ပါရဟန်းပြုပါအဲ့ဒါနဲ့ကလေးမွေးပြီးတည်တည်စောင့်ရတယ်ကလေးမွေးပြီးပြီဆိုတော့တခါမိန်းမကိုခွင့်တောင်းပြန်တယ်အဲ့ဒါမိန်းမကလေးနှုတ်ပြက်တည်တည်စောင့်ပါဦးနောက်ကလေးမတ်တက်ပြေးတည်တည်စောင့်ပါဦးကလေးသူ့ဟာသူရက်တည်နိုင်တည်တည်စောင့်ပါဦးနဲ့တရပြီးတရတလားပြီးတလားဆွဲလာတဲ့ခါကျတော့နောက်ကြတော့ဒီတိုင်းသာကြာရှည်လုံနေလို့ရှိရင်ငါကြီးမှန်းကျအောင်မမဟုတ်ဘူးဆိုတော့အဲ့ဒီသားအမိနှစ်ယောက်မသိခင်ထွက်ပြေးတယ်တဲ့ဘုရားလောင်းနောက်ထွက်ပြေးပြီးတော့တော်ထဲမှာသူယသိဝေရင်နဲ့တူတူပြောရရင်အဲ့ဒီမှာသူဇန်နေပါလိရတယ်ဇန်ရတဲ့အခါကျတော့လူလောကမှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့နှိုင်းဆိုင်ဘာမှပြောလို့နှိုင်းရှင်လို့မရတဲ့ချမ်းသာမျိုးကိုသူရတယ်ပေါ့တော့လွတ်လပ်တဲ့ပေါ်ပါတယ်ငြိမ်းအေးတယ်ဘာနှောင်ဖွဲမှမရှိဘူးဆိုတဲ့အနေအထားမျိုးနဲ့ချမ်းချမ်းသာသာကြီးသူနေရတယ်အဲ့ဒီမှာဇံကစားရင်းနဲ့ဇံချမ်းသာကိုခံစားရင်းနဲ့ဒီကာထာနှစ်ပုဒ်ကိုသူမကြခဏရွတ်ဆိုလေကျူးရင်နေနတ္တတလံဗန္ဒနာမဟုတ်တိတာယထာယတံဓာရုဇပပ္ပဇင်္စာတာရထရတမတိကုံတလေသူပုတ္တေသူဓာရီသူစာယာအပိခတန်နဲ့လှုပ်ထားတဲ့တက်သားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုဉာဏ်ရှိတဲ့လူတွေကခိုင်မြဲတဲ့နှောင်ဖွဲ့လို့မဆိုကြဘူးတဲ့ဗရမညာနှောင်းတွေလက်ဝက်လက်စားတွေဝတ်ထားတဲ့နောက်သားမရရဲ့ပုံမှာငဲ့ကွက်မှုလို့ဆိုတဲ့အဲ့ဒီအနှောင်ဖွဲ့ကိုသာနဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်အဲ့ဒီအနှောင်ဖွဲ့ကတော့ရော့နေတယ်လို့ထင်ရတယ်ဒါပေမဲ့လို့ဖြေဖို့တော့အလွန်ခက်တယ်ဒါကိုပဲဧတံပိစစ်တဝါနာပရိပဇံတိအနာပခိနောကာမဒုက္ခံပဟာယကာမချမ်းသာကိုပယ်ပြီးတော့အဲ့ဒီအနှောင်ဖွဲ့ကိုဖြတ်တောက်ပြီးတော့နော်ကာမချမ်းသာရဲ့ပုံမှာငဲ့ကွက်မှုမရှိဘဲနဲ့ယဟန်ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီကာမချမ်းသာတဲ့လွန်ကဲတာလွန်နဲ့မြင့်မားတဲ့ချမ်းသာလို့ဆိုတဲ့ဇန်ချမ်းသာကိုရမယ်ပေါ့နော်အဲ့ဒီတုန်းကလည်းပဲသူဒီကာထာနှစ်ပုဒ်ကိုရွတ်ဆိုခဲ့ဘူးတယ်ဆိုပြီးတော့မြတ်စွာဘုရားကနော်ဒီအကြောင်းအရာလေးကိုပြောပြပြီးတော့ဒီကာထာနှစ်ပုဒ်ကိုဟောတာအဲ့ဒီမှာဦးဇင်းတို့နီးဝန်းကျင်မှာရှိတဲ့တရားနာပေးတတ်တယ်တရားသူတရားမြတ်တွေရကြတယ်လို့ဒါဓမ္မပဒထကရာထဲမှာလည်းပဲအဲ့လိုဖွင့်ဆိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီမှာခိုင်မြဲတဲ့အနှောင်ဖွဲ့ဆိုတာလေးနဲ့ပတ်သက်ပြီးတော့တန်ရောစဉ်10ပါးရှိတယ်ဆိုတာကိုအလုံးကြားဘူးရတယ်ကျိုး10ချောင်းပေါ့အဲ့ဒီကျိုး10ချောင်းကအောက်ကိုဆွဲချနိုင်တဲ့ကျိုး5ချောင်းရယ်နော်အထက်ကနေပြီးတော့ဆွဲတင်ထားတဲ့ခြိထားတဲ့ကျိုး5ချောင်းရယ်ဆိုတော့ကျိုး10ချောင်းဥဒ္ဒံပါကိယအဒောပါကိယစားတော့အဲ့လိုသုံးတယ်နော်အထက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး5ချောင်းရယ်အောက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး5ချောင်းရယ်အောက်ကိုဆွဲချနိုင်တဲ့ကျိုး5ချောင်းကဘာတုံးဆိုတော့တက္ကာယဒိဋ္ဌိဆိုတဲ့ထင်ရှားဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့ငါလို့သူလို့ထင်မှတ်မှားနေတဲ့သဘောနော်အဲ့ဒီကျိုးကအောက်ကိုဆွဲချနိုင်အဝိသိကိစ္စ